တယောက်တည်းနေသွားရင်းနဲ့တဲ့အသက်ကြီးလာရင်ရောဘယ်လိုဆက်လုပ်မလဲပေါ့နော်ကျွန်မကိုမေးထားတာဆိုတော့ကျွန်မကလေဒီမှာတယောက်တည်းရှင်သန်နေထိုင်တတ်ဖို့လိုတယ်ဆိုတဲ့နေရာမှာအိမ်တော်မပြုတ်အောင်လို့ဆိုလိုချင်တာမဟုတ်ဘူးသားသမီးမယူအောင်လို့ဆိုလိုချင်တာမျိုးပြောချင်တာမဟုတ်ဘူးဘာလဲဆိုတော့ကျွန်မတို့ကဘသူတယောက်ရှိမရှိကိုဘဝကိုတယောက်တည်းနဲ့ enjoy ဖြစ်နိုင်အောင်လို့ဆိုလိုချင်တာကျွန်မတို့မှာကိုဟာကိုအထီးကျန်နေပြီးတော့လူတွေနဲ့တဟဇာတာမဖြစ်ဖ ೇನೆ ကိုကလူတွေရဲ့အပြင်ကိုရောက်နေပြီးတော့အထီးကျန်နေပြီးတော့အဲ့ဒါကိုအားတင်းပြီးတော့ငါကတယောက်တည်းပဲနေနိုင်တယ်ငါတန်ပါတယ်ဒီလိုမျိုးဆိုလိုချင်တာမဟုတ်ဘူးကျမဆိုလိုချင်တာဘာလဲဆိုတော့လူတွေနဲ့လည်းကျမတို့ကတဟဇာတာဖြစ်အောင်နေလို့ရတယ်ပြီးရင်ကျမတို့ရဲ့ဒီစိတ်ထဲမှာပေါ့နော်ဗြဟ္မစိုရတရား၄ပါးဖြစ်တဲ့ဒီမေတ္တာကရုဏာမုဒိတာဥပိ္ပခာဒီတရားတွေကိုကိုယ့်ရဲ့ရင်ထဲမှာကိန်းအောင်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်းဒီချစ်ချင်းမေတ္တာတွေနဲ့ကျမတို့ sharing လုပ်ပြီးတော့ဘဝကိုဖြတ်တန်းလို့ရတယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာလည်းကျမတို့ရဲ့ပျော်ရွှင်မှုကမှီခိုနေဖို့မလိုဘူးလို့ကျမဆိုလို့ချင်တာဥပမာကျမတို့တယောက်တည်းပေါ့နော်လူတွေအများစုကလေတိတ်ဆိတ်နဲ့တယောက်တည်းလေးမနေတတ်ကြအောင်များသောအားဖြင့်ပါလဲဆိုတယောက်အဖို့ရှိတော့မှဒါမှမဟုတ်ရင်တစ်ခုကိုအာယုံစိုက်နေရတော့မှပဲလူတွေအများစုကနေလို့ရတာကျမဒီမှာဆိုလို့ခြင်းနဲ့တယောက်တည်းရှင်သန်တယ်ဆိုတဲ့ဟာဘယ်လိုမျိုးလဲဆိုတော့လေတခါတလေမှာကျမတို့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းလေးမျက်လုံးလေးမှိတ်ပြီးတော့တက်တာလေးနဲ့ကိုအသက်ရှူတာသိနေတာလေးဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ရဲ့အတွင်းထဲကိုပြန်ပြီးတော့သိနေတာလေးပဲဖြစ်ကို9မိနစ်10မိနစ်တက်နိုင်ဝက်တက်နိုင်ဒါမျိုးလေးတွေနေထိုင်နိုင်လာပြီဆိုရင်အဲ့ဒီလူတယောက်ကတေးကြတယ်သူဟာသူတယောက်တည်းနေရင်းနဲ့ကိုမှပဲသူကဘဝပျော်ရွှင်နေပြီဘဝအဓိပ္ပာယ်ရှိနေပြီဆိုတော့ကျမဒီနေရာမှာဆိုလိုချင်တဲ့တယောက်တည်းရှင်သန်နေထိုင်ဖို့လိုတယ်ဆိုတာကလူတွေနဲ့အများနဲ့တယောက်သိရမလားကိုကအပြင်ရောက်နေတာမျိုးဆိုလိုချင်တာမဟုတ်ဘူးကျမတို့ရဲ့ society မှာကျမတို့ပတ်သက်ရမယ့်လူတွေဥပမာကိုကအိမ်အောင်ပြုတ်ခြင်းနဲ့နော်သားသမီးယူခြင်းနဲ့ဆိုလဲဒါကိုယ့်ရဲ့ choice ပဲကိုလုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာဘာတစ်ခုစဉ်းစားရမလဲဆိုကျမတို့အသက်ကြီးလာရင်ငါတယောက်တည်းဖြစ်မှာကြောက်လို့အိမ်တောင်ပြုတ်လိုက်တာမျိုးအသက်ကြီးလာရင်ကိုပြုစုစောင့်ရှောက်မဲ့လူမရှိမှစိုးလို့သားသမီးယူလိုက်တာမျိုးမဟုတ်ဖ ೇನೆ တကယ်ဒီလူနဲ့ကိုကဘဝကိုအတူတူလက်သွဲခြင်းနဲ့အတူတူဖြတ်တန်းခြင်းနဲ့ကိုသားသမီးယူမယ်ဆိုရင်လေဒီသားသမီးကိုကဘဝမှာလူသားတစ်ယောက်ဖြစ်လာအောင်ကိုပြုစုပြိုးထောင်ပြီးမယ်ဒီလိုစိတ်မျိုးနဲ့ပဲကျမတို့ကဒီຢာတွေကိုလုပ်လို့ရတယ်ဆိုတော့ကိုကဥပမာတယောက်တည်းဖြစ်မှာဆိုလို့အိမ်တောင်ပြုတ်လိုက်တယ်ဆိုရင်ဥပမာကိုအိမ်တောင်ဘက်ကကိုထက်အရင်ဆုံးမသွားရင်ရောဒါတွေကလောကကြီးမှာမဖြစ်နိုင်ဘူးလို့ပြောလို့မရအောင်ဒါမှမဟုတ်ကိုကအရင်ဆုံးသွားရင်ကောတယောက်တည်းအထီးကျန်နေမှာဆိုလို့ကိုကအိမ်အောင်ပြုတယ်သားသမီးတွေမွေးလိုက်တယ်သားသမီးတွေယူလိုက်ပြီးတော့မှအဲ့သားသမီးတွေရဲ့တာဝန်ဝတ္တရားတွေတခါသားသမီးကမလိမ္မာဘူးဆိုရင်သူ့ရဲ့ပြဿနာတွေကိုကိုကလိုက်ပြီးတော့ဖြေရှင်းနေရတယ်ဆိုရင်ရောကျမတို့ဘဝကိုတယောက်တည်းနေတာချက်အများကြီးဘဝအရင်ပင်ပန်းလာလိမ့်မယ်လीเนาะဆိုတော့ကျမဆိုလိုချင်တာကဒီမှာအသက်ကြီးလာရင်ကောဘယ်လိုလုပ်မလဲဆိုအသက်ကြီးလာရင်လေကျမတို့ကတကယ်ပေါ့နော်တယောက်တည်းနေတတ်ဖို့လိုတယ်ဆိုတော့ကျမကဘာနဲ့နေမှာလဲဆိုရင်တရားလေးနဲ့နေဖို့ဆိုလိုချင်တာတရားဆိုတာကျမတို့ကအသက်ကြီးမှတရားလုပ်ရမှာကိုပြောတာမဟုတ်တရားဆိုတာဘာလဲဆိုကိုဟာကိုတယောက်တည်းနေရင်လည်းပဲ enjoy ဖြစ်နေတာကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့တတိလေးနဲ့ကိုယ့်ဟာနဲ့ကိုယ်ပဲ enjoy ဖြစ်နေတာဘဝကိုအဓိပ္ပာယ်ရှိနေတဲ့အရာမျိုးကိုလူတိုင်းလိုအပ်တယ်ဆိုတဲ့အကြောင်းလေးပေါ့နော်လေ့ကျင့်ထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုကျမက highlight လုပ်ချင်တာကျမတို့အိမ်အောင်ပြုတယ်သားသမီးတွေဘလို့ပဲမွေးမွေးအချိန်တန်ရင်လူတိုင်းရပါလဲဆိုတော့လေသူ့ဘဝနဲ့သူပဲအချိန်တန်ရင်လူသားတိုင်းမှာဘာဖြစ်လဲဆိုတော့ ego ဆိုတာရှိတယ်အဲ့ ego ကသူတို့ကိုယ်သူတို့အချစ်ဆုံးပဲအဲ့တော့ကိုအိမ်အောင်ပြုလဲအိမ်အောင်ဘက်ကသူ့ကိုသူချစ်ဆုံးဝင်တကယ်တော့သားသမီးမွေးလိုက်လေသားသမီးကဘာလဲဆိုတော့သူ့ ego နဲ့သူတို့ဘဝကိုသူတို့သွားမှာပဲဒီအပေါ်မှာကျမတို့ကလေလိုက်ပြီးတော့ငါအထီးကျန်မှာဆိုလို့ငါ့ကိုပြုစုရမယ်ငါ့ကိုစောင့်ရှောက်ရမယ်ဆိုပြီးတော့လိုက်ပြီးတော့ကိုယ့်ရဲ့ ego ကိုအဲ့နေရာမှာချက်ပြီးတော့သုံးလို့မရအောင်ကျမတို့ကအဲ့လိုနေရာမှာလဲဘာလုပ်အောင်လဲဆိုကိုယ့်ရဲ့တ
တရားလေးနဲ့ကိုယ့်ရဲ့တတိလေးနဲ့ကိုဟာနဲ့ကိုတယောက်တည်းလဲပျော်ရွှင်နေတယ်တယောက်တည်းလဲအဓိပ္ပာယ်ရှိနေတယ်ဆိုတော့ပုံစံမျိုးဖြစ်အောင်လို့နေဖို့ကိုကြိုပြီးတော့လေ့ကျင့်ထားဖို့လိုတယ်ဆိုတော့အကြောင်းလေးကိုကျွန်မက highlight လုပ်ပေးချင်တာဒါကြောင့်ကိုကတယောက်တည်းဖြစ်မှာဆိုလို့အသက်ကြီးလာရင်ဒါမျိုးပေါ့ကိုအိမ်အောင်ပြုတ်ချင်လဲပြုတ်เนาะဒါမှမဟုတ်တယောက်တည်းနေလောကကြီးမှာလေဘာကိုပဲလှုပ်လောကကြီးမှာပါလဲဆိုတော့အကောင်းနဲ့အဆိုး yin and yang ကလေအမြဲတမ်းထွန်တွဲနေတာကျမတို့တယောက်တည်းနေသွားရင်လေအကောင်းဆုံးပဲဒါပေမဲ့တစ်ဖက်မှာမကောင်းတာဘာဖြစ်လဲဆိုတော့တစ်ခါတလေအထီးကျန်မယ်တစ်ခါတလေကိုလုံးလီဖြစ်မယ်ပေါ့နော်ဒါတွေရှိမယ်ဒါမှမဟုတ်ကိုကတယောက်တည်းမနေခြင်းလို့အိမ်အောင်ပြုတ်မယ်ဆိုရင်လေတစ်ဖက်မှာတော့အထီးမကျန်တော့ဘူးအဖော်ရှိလာမယ်ဒါပေမဲ့အဲ့ဒီရဲ့နောက်ဆက်တွဲမှာကတာဝန်ယူမှုတွေညှိနှိုင်းရတာတွေအများကြီးပါလာလိမ့်မယ်အဲ့တော့လောကကြီးမှာကတော့ဘယ်အရာမှမဆိုကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းမှာအကောင်းနဲ့အဆိုးကတော့ရှိတယ်ဒါပေမဲ့ကိုဘာကိုပဲရွေးချယ်နောက်ဆုံးမှာကျွန်မ highlight လုပ်ချင်တာဘာလဲဆိုတော့ကိုအိမ်အောင်ဘက်ရှိမရှိသားသမီးတွေရှိမရှိကိုပြုစုမပြုစုဂယုဆိုင်မဆိုင်ဘာတွေပဲဖြစ်နေပါစေကိုဒီကိုတရားနဲ့ကိုရဲ့စိတ်လေးကိုပြန်စောင့်ကြည့်ရင်းနဲ့ကိုဟာကိုတယောက်တည်းလဲဘဝကိုအဓိပ္ပာယ်ရှိအောင်နေနိုင်ဖို့ကျမတို့လေ့ကျင့်ထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုကျမကဒီမှာထပ်ပြီးတော့sharing လုပ်လိုက်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်